အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Nasper ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုရင်တော့မြင်းစီးတဲ့ game ကိုဆော့ပြသွားမှာဖြစ်ပါတယ် Okay let's go Okay bro game လေးကိုတော့ရောက်လာပြီကျွန်တော်မြင်းတစ်ချက်ယူလိုက်မယ်နော် Okay bro မြင်းတော့ယူပြီးပါရင်နော်ဟာ Okay အဲ့ဆိုရင်အခုပဲခရီးသွားလိုက်တော့ဖြစ်ကြမှာလေသူမျိုးရေးပဲမြင်မောင်းလာတယ်ထည့်နေလို့ပဲမြင်ရတယ်ဟိုရဲ့ဟဲ့သွားပါဘူးကွာသွားတည်တော့ပါမယ်ကွာမြင်ရလုံးဝမောင်းလုံးဝတကယ်လုံးဝမောင်းလို့ကောင်းလို့ကောင်းနေပြီကောင်းနေပြီဒီဘေးမြင်းရဲ့သွားတိုက်သေးတယ် Okay ဒီ game တော့မစောတော့နောက်ဒီ game ပြောင်းလိုက်ဒီ game ရမကောင်း Okay bro game နေရတော့ထွက်လိုက်ပြီအဲ့ဒီအတွက်ကြောင့်ဘာ game မှမစောချင်တာနဲ့ Free Fire game ကိုခဏကလေးသွားစောလိုက်ပါတယ်မစောတတ်နဲ့ရှောက်စောမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Okay မှန်တော့မှန်တယ်လို့မစောတတ်လေးနဲ့တစ်ချက်တော့သွားစောလိုက်တာနော်ကျွန်တော် Okay ကျွန်တော်တေတော့မှဖြစ်တဲ့အတွက်ကြောင့် Okay ကျွန်တော်နိုင်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒိုင်းကလေးကာပြီးထိုင်လိုက်ပါတယ်ဝါး Okay အဲ့ဒီမှာနံပါတ်2ကိုရောက်လာပါတယ်ကျွန်တော်ရန်တက်ပြစ်တာပထမပွဲကတော့နိုင်သွားပြီနံပါတ်2ကတော့မသေးကြပါဘူးနိုင်မလားရှုံးမလား Okay စပြီနော်ကျွန်တော်မြားနဲ့လမ်းချုပ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်လည်းပြေးပါတယ်။အိုးကျွန်တော်ပြစ်တယ်မထိဘူး။သူပြစ်တယ်ထိတယ်။ကျွန်တော်ထပ်ပြစ်တယ်ထိသွားတယ်။ကျွန်တော်အဲ့ချိန်မှာသူကဒိုင်းကောင်ဖင်းလိုမျိုးဟိုဘက်ကကားလဲကြောင်တော်နဲ့ပေါ့နော်။သူကငါကြောင်လားတော့မသိပါဘူး။ကျွန်တော်ထင်တော့ကျွန်တော်ကထပ်ပြစ်လိုက်တဲ့အချိန်မှာဟန်ရှော့မထိပေမဲ့ဆရာကြီးနိုင်သွားပါတယ်။ Okay အဲ့ဒီအချိန်မှာနံပါတ်2ကိုရောက်လာပါတယ်။ Okay နံပါတ်2မှာလည်းဘယ်လိုနိုင်မလဲဆိုတော့စိတ်ဝင်စားစရာအရန်ကောင်းသွားပါတယ်။အဲ့ဒီအချိန်မှာဆိုတော့ pistol ကြီးယူလိုက်တဲ့အချိန်မှာကျွန်တော်အရန်ကြောက်သွားပါတယ်။ဘာကိစ္စမင်း pistol ယူတာလဲ။ကျွန်တော်သူ့အဲ့လိုလေးပြောလိုက်။မင်း pistol ယူတဲ့သူကငါတိတယ်ဆိုကျွန်တော်ပြန်ပြောတယ်။အဲ့ချိန်မှာအရှင်းမှာဒုံးလို့ဆိုပေါ်လာ။အဲ့ချိန်မှာကျွန်တော်ဘယ်ရမလဲကျုံးတာပေါ့။မင်း pistol ယူရမလား။မင်း pistol ယူရမလားဆိုကျုံးလိုက်တာဟန်ရှော့ထိသွားပါတယ်။ဟန်ရှော့မပေါ့သူမတည့်ရနေလို့ပြက်လိုက်တာဖြစ်ပါတယ်။အတားနဲ့ပဲနံပါတ်3ကိုသူ့မောက်သူအလိုလိုရောက်သွားပါတယ်အဲ့လိုနံပါတ်3ကိုရောက်သွားတဲ့အချိန် Nas ကမတည့်ရက်နေတာဖြစ်ပါတယ်Nas ကဟိုဘက်ဒီဘက်တစ်ချက်နှစ်ချက်ရှိုးပါတယ်ရှိုးလို့လမ်းလို့တယ်ဆိုတညကိုဝင်တိုက်တော့မှဖြစ်ပါတယ် Okay ဓမြတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာကြီးအိုးတော့မနော်Okay ကျွန်တော်ဓမြတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့သေးချာကျင့်ထားပါတယ်ဓမြဘလို့တိုက်နေဆိုအရှိမဒုတ်ဆိုပေါ်လာပါတယ်အဲ့ချိန်ပြန်လို့အဲ့ချိန်မှာကျွန်တော်စပြီးတိုက်တာဖြစ်ပါတယ်အိုးဟန်ချော့ထိသွားတယ် bro ဟန်ချော့ထိသွားပါတယ်အဲ့ဒါနဲ့နံပါတ်4ကိုရောက်လာပါတယ်Okay ကျွန်တော်ကိုတနက်ယူခိုင်းပါတယ်ကျွန်တော်ကဘယ်ရမလဲကျွန်တော်ဖင်ရပြီးဒီတနက်ကိုယူလိုက်ပါတယ်ကျွန်တော်ဖြေရပြီးမှဘယ်ဆိုယူလိုက်ပါတယ်အဲ့အချိန်မှာကျွန်တော်က
ဖြစ်နီးကိုမသိဘူးဆိုပြီးတော့မှကျွန်တော်ဘလို့ဖြစ်ကောင်မှမသိတော့ကျွန်တော်အဲ့ချိန်မှာအရင်မူးသွားပါတယ်အဲ့ချိန်မှာကျွန်တော်ယူလိုက်တဲ့အချိန်မှာယူပြီးလာနေပါပြီဒါနဲ့ကျွန်တော်တော့တွေ့တော့ဖြစ်တယ်တော့မထီးဘူးရောအမထီးသွားတယ်တစ်ချက်ရောအမထပ်ဖြစ်တယ်ကျွန်တော်မထီးဘူးရောအမဖြစ်တယ်ထီးသွားပါတယ်ဘရိုတို့အဲ့အချိန်မှာနိုင်သွားပါတယ်ဟေးကျွန်တော်ဗီဒီယိုကတော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ဆော့တဲ့ game ကတော့ကျွန်တော် Free Fire ဆော့တယ် Roblox ဆော့ပါတယ် Bye bye တော့မလုပ်သေးပါဘူးเนาะကျွန်တော်ကမကြည့်ရန်တမန်တန်အခုမှတောင်းလောက်လုပ်ထားတာဆိုဒါတော့ကျွန်တော် EC ဒီကောင် NV ကိုကျွန်တော်နိုင်တယ်ဆိုတော့ bro အနေနဲ့ဘာပြောချင်လဲကျွန်တော် skin လည်းမရှိဘူးဗျာကျွန်တော် laptop ထဲမှာ skin လည်းမရှိဘူးအများဆုံးရှိတယ်ကျွန်တော်ဖုန်းထဲမှာပဲရှိတယ်နော်အပြောချင်လဲ bro okay ဆောရလေနေ့ချာနေပြီဆိုတော့ bye bye ဒီနေ့တော့ဒီလောက်ပဲ